ငါရန်ရိုမန်တစ်ဆန်ပါလား ရှက်စရာလားဝေးသည် ဟိုကပါတယ်ဟိုပြောရင်နားလည်လွယ်ပေါ့နော်သူနဲ့ကျွန်တော်နဲ့တခါကြီးကြလို့ရှိရင်ညှိပြီးလုပ်တဲ့အပိုင်းလေးလည်းရှိတယ်ဒီဇကားထဲမှာဆိုလို့ရှိရင်ဟိုပိုးကအကိုပိုးဒီလိုလေးလုပ်လိုက်မယ်အကိုကလည်းဒီလိုလေးလုပ်လိုက်မလားဆိုလို့ရှိရင် okay ရတယ်ဆိုလို့ရှိရင်နှစ်ယောက်သား rehearsal လည်းလုပ်ကြည့်ကြတယ်Mattribution တွေကကျွန်တော်ရိုက်ကူးချင်နေတဲ့ director ထဲမှာလည်းတယောက်အပါဝင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟိုအမှုပညာစာမလုပ်တဲ့မလုပ်ဖြစ်သေးတဲ့အချိန်ပေါ့နော်နေမှာကလေးက Mattribution ရဲ့ကားတွေကိုလည်းကြည့်ပူပါတယ်ခင်ဗျMattribution က romance တွေရိုက်တာဟိုပိုင်နိုင်တယ်လို့လည်းသိရတဲ့အခါမှာကျွန်တော်တကယ်တမ်းလက်တွေ့ကြုံပြီးတော့ရိုက်ကူးရတဲ့အချိန်မှာလည်းသဘောကျပါတယ်ခင်ဗျမင်းခါချန်ရဲ့ character ကတော့သူကချမ်းသာတဲ့မိဘနေပြီးတော့မွေးဖွားလာတဲ့ကောင်လေးတယောက်ပေါ့နော်ဒီတာလေးကတော့အရန်ကိုရိုးရှင်းပါတယ်ခင်ဗျသူအချစ်ကိုတွေးရှိသွားတဲ့အချိန်မှာအဲ့ကောင်မလေးရဲ့အချစ်ကိုဘယ်လိုလက်အဲ့ကောင်မလေးနဲ့ချစ်ပြီးသွားတဲ့အိမ်အောင်ကြပြီးသွားတဲ့နောက်ပိုင်းမှာလည်းဘယ်လိုလေးဆက်ဖြစ်လာမလဲဆိုတဲ့ဟာကိုပဲပုံဖော်ရိုက်ကူးထားတာပါဟုတ်ကဲ့ဒီဇလန်တွဲကိုမဟာနေပြီးတော့ကျွန်တော်ဟိုရိုက်ဖို့အတွက်စပြီးကမ်းလှမ်းလာတဲ့အချိန်မှာscript ပေးတဲ့အချိန်မှာဖတ်ကြည့်လိုက်တော့သူကတာမန်ရိုးရိုးအချစ်ဇာတ်ကားလေးတစ်ခုပေါ့နော်ဆိုတော့ကျွန်တော်အရှိမအိမ်အောင်တဲ့ကားတို့အလောင်ကားတို့ပဲမြင်တဲ့အချိန်မှာကျွန်တော်လည်းကျွန်တော်ဟိုအားပေးရဲ့ပရိသတ်တွေလည်းငါဒီလိုဇာတ်ကားလေးရိုက်ချင်တယ်တကယ်ဟိုရိုးရတဲ့ romance ကား line တီးတန့်ပေါ့နော်ဆိုတော့အားကြောင့်လက်ခံရိုက်ကူးဖြစ်တာပါromance ဆိုပေမဲ့ပြောရတဲ့စကားလုံးလေးတွေကရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ဆိုတော့အဲ့လိုရိုးရိုးရှင်းရှင်းလေးတွေကိုတရုပ်ဆောင်ရတဲ့အချိန်မှာပို့ပြီးတော့ခက်ခဲပါတယ်ဟိုရှင်ထဲကနေပြောရလို့ရှိရင်တော့ပုံမွင့်လင်းလင်းစကားလေးဆိုရင်ပဲကျွန်တော်တို့ကအထီးအတွေ့လေးတွေတယောက်နဲ့တယောက်ဟိုအသက်ရှူတန်လေးတွေကအစအတက်နိုင်ဆုံးဟို Mattribution ပြောလို့ပဲပေါ့နော်ဟိုအသက်ရှူတန်လေးတွေကအစလုံးဝစိတ်ထဲကနေနှစ်ပြီးတော့ငါသူ့ကိုအရန်ချစ်တယ်တကယ်ချစ်တယ်ဆိုရယ်မှုမျိုးနဲ့တရုပ်ဆောင်ခဲ့ရပါတယ်ခင်ဗျရိုက်ကူးတာကတော့2လဝန်းကျင်လောက်ကြာတယ်ခင်ဗျဒီ series အပိုင်း20ပေါ့နော်2လလောက်ကြာတဲ့အချိန်မှာ2လလုံးကနေ့ရက်တိုင်းကတော့အလုံးမှာဟိုကိုအမြဲတမ်းပျော်ရွှင်ရဆိုပေမဲ့ပင်ပန်းခဲ့တဲ့အပိုင်းတွေလည်းရှိပါတယ်အဓိကတော့ Mattribution ဆိုလဲကျွန်တော်ကားများများရိုက်စီချင်တယ်ပေါ့နော်သူဆိုရင်ဒါ series အနေနဲ့ဆိုရင်သူ့ရဲ့ပထမဦးဆုံး series လို့ပြောတယ်ဆိုတော့သူအများကြီးစူးစမ်းအားထုတ်ထားတယ်ခင်ဗျဆိုတော့ပရိသတ်ကြီးလည်းကျွန်တော်အခုဒီ interview လေးဖြေနေတဲ့အချိန်မှာဆိုရင်ဒါသုံးလုံးတင်ပြိုးက2ရက်မြောက်လွှင့်တဲ့နေ့ပေါ့နော်ဆိုတော့ဒီဇင်ဘာ9ရက်နေ့ကနေစပြနေပြီပေါ့ဟုတ် romance ကားကိုပိုင်တဲ့ director နဲ့ romance ရိုက်ခွင့်ရတာကဒါကံကောင်းတဲ့အခိုက်အတန့်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအများကြီးကြိုးစားထားပါတယ်တကယ်လို့လိုအပ်ချက်လေးရှိခဲ့လို့ရှိရင်လည်းနားလည်ပေးပါဟုတ်ဒီကြားထဲမှာဟုတ်တယ်ခင်ဗျကျွန်တော် activities တွေပေါ့နော်ဒီကားရိုက်ထွက်တာကတော့နည်းတယ်လို့ပြောရမှာပေါ့နော်ဂျားထဲမှာတော့ဒီနှစ်ထဲမှာဆိုရင်ကန်းကော်နီတကားလောက်ပဲထွက်တယ်လို့ဖြစ်သွားတာပေါ့နော်ဆိုတော့ရှေ့မှာတော့လာမယ့်2026မှာတော့ပို့ပြီးတော့စူးစမ်းအောင်ပါမယ်တခါလေးကြားလို့ရှိရင်ကျွန်တော် social media မှာ active မဖြစ်ဘူးလေးလဲအားနေတယ်ပေါ့ကျွန်တော်အရင်တော့ပြောလို့လိုပဲတခါလေးကြားရင်ကျွန်တော်ပျောက်သွားတယ်ဆိုလို့ရှိရင်သူများရဲ့လိုခဏလောက်ပျောက်သွားမျိုးမဟုတ်ပဲနဲ့လုံးဝ social media detox လုပ်ပြီးတော့တစ်လ2လလောက်ဘာမှမတင်တာမျိုးတွေပါရှိတယ်ပေါ့နော်ဒါကျွန်တော်အမှားပေါ့အဲ့လိုမျိုးမဖြစ်ရဘူးပေါ့နော်ပြိဿနဲ့ကျွန်တော်တို့ဟိုအမှုပညာလုပ်တဲ့လူတွေကတော့အမြဲတမ်းထိတွေ့နေရလို့ရှိရင်နိုင်ဆုံးအကောင်းဆုံးများများတင်ပါမယ်ပြင်ပြီးတော့ပျောက်နေတဲ့အချိန်ကတော့ဟိုလိုပျောက်နေရတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ဟိုအမှုပညာလုပ်တဲ့ဟာတွေကိုကျွန်တော်မတင်တာပေါ့နော်ဆိုတော့2026မှာတော့ထွက်လာဖို့ရှိတယ်အမှုပညာတော့မတင်တဲ့အပြင်ပြီးတော့ဟိုမိသားစုအချိန်ပေးရလဲပါတယ်ပေါ့ဟုတ်ကဲ့2025ကတော့ကျွန်တော်အတွက်ကတော့ပုံမှန်နှစ်ပါပဲခင်ဗျအများကြီးကျွန်တော်ထူးထူးခြားခြားပျော်ရွှင်ရတာထူးထူးခြားခြားဝမ်းနည်းရတာမျိုးတော့မရှိဘူးဒါပေမဲ့ဘဝကလည်းဒီလိုပဲပေါ့နော်တက်လိုက်မြင်လိုက်တဲ့အနေအထားနဲ့ဆိုတော့ကျွန်တော်လည်းအမှုပညာလုပ်တော့စိတ်ခံစားချက်ကတော့နည်းနည်းတော့ပိုနှုတဲ့အခါနှုရရင်းတဲ့အခါရင်းတယ်ပေါ့နော်ဆိုတော့ခံစားရတော့အများကြီးပဲဆိုတော့2026မှာတော့ပြောနေကြအတိုင်းပေါ့နော်ပို့ပြီးတော့ကောင်းအောင်တော့နေထိုင်စူးစမ်းရမယ်လို့တော့စဉ်းစားထားပါတယ်